မအမေကကျမကိုပြောဘူးတယ်ညီမြတ်တာတရားမထားနိုင်ဘူးလားမြတ်တာတရားလေးပါထားပါတဲ့မြတ်တာထားပတ်စံမကုန်ပါဘူးတဲ့ဘယ်အချိန်ကပြောရအောင်ဆိုတော့ကျမပတ်စံရှာနိုင်ပြီးတော့ပတ်စံကိုအိမ်ပေးနိုင်တဲ့နေ့ပြောတာလေပတ်စံမရှာနိုင်တဲ့အချိန်တော့မဟုတ်ပါဘူးကြီးမှဘောကိုကငငယ်လေးကငွေကြီးမပြည့်စုံတော့ငွေရှိရင်ဘာမဆိုပြည့်စုံတယ်လို့ထင်ပြီးငွေကိုပဲရှာခဲ့တာမေတ္တာတရားတွေဆိုတာတိတ်မနာမလဲကိုပရှာလို့ရတဲ့ပတ်စံနဲ့အမေကိုပေးတာပတ်စံပေးတာနဲ့ပဲကိုတာဝန်ချပြီးလို့ထင်တာမေတ္တာတွေထားနိုင်ပြီလို့ထင်တာတကယ်တမ်းတော့ဘယ်ဟုတ်မလဲအဲ့ဒီချိန်ကအမေပြောတဲ့ပတ်စံမကုန်မဟုတ်အေးမေတ္တာထားစမ်းပါဆိုတဲ့စကားကိုနားမလဲခုချိန်ကတော့နားလည်လိုက်ပါပြီပတ်စံမကုန်မနဲ့မေတ္တာထားတဲ့နေ့ခုချိန်မှလည်းပတ်စံရှာနေရတာပဲတကယ်စိတ်ပါပဲကိုစိတ်ကမေတ္တာတရားတဝင်အောင်ထားနိုင်ဖို့အရေးကြီးတယ်ခုချိန်မှာတော့ပတ်စံမပေးရဘဲနဲ့ပတ်စံမကုန်မနဲ့မေတ္တာထားနိုင်အောင်ထားပါတယ်အတတ်နိုင်ဆုံးဒါပေမဲ့တီးခံနေဆိုတော့အတိုင်းတာရှိတယ်ပေါ့နော်ပင်လေကြီးဘလောက်ကြဲကြဲကန်းဆက်ရှိတယ်လို့မျိုး